ဖေဖေအမဲတန်းစိုးရင်ကြောက်ကြပြီးပင်ပန်းနွားနယ်နေသူလိုဖြစ်နေရတာကမိုးလင်းလို့မျက်လုံးဖွင့်လိုက်တာနဲ့သူ့ဘေးမှာသူ့ကိုအားကိုးမဲ့သူတွေပဲရှိပြီးသူပြန်အားကိုးစရာလူဆိုလို့တယောက်မှမရှိခဲ့လို့ပါမင်းမြင်မှာသူကပြဿနာတိုင်းကိုဖြေရှင်းပေးနိုင်တဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ဘူးပြီမယ်အခုတော့သူ့စွမ်းအားတွေယော်နေသွားသလိုခံစားရမှာပါဒါပေမဲ့သူလဲမကျသွားပဲတောင့်ခံထားနိုင်တာကဖခင်ဆိုတဲ့တာဝန်တစ်ခုတည်းကြောင့်ပါမင်းကိုချီကျူးစကားတိတ်မပြောတာကမင်းမာနကြီးသွားမှစိုးရင်လို့ပါတကယ်တော့မင်းမသိအောင်ကျင်တဲ့ဂုံယူပြီးပြိုးနေတတ်ပါတယ်သူကမင်းအတွက်ဆိုအကောင်းဆုံးဒီကိုပဲပေးခြင်းခဲ့တာပါဖေဖေကလည်းဒီဘဝမှာဖခင်ဆိုတဲ့တာဝန်ကိုပထမဦးဆုံးအချိန်ဖြတ်သန်းဖို့တာမို့အစင်မပြေမှုတွေလိုအပ်ချက်တွေရှိခဲ့ရင်သူ့ကိုခွင့်လွတ်နားလေးပေးလိုက်ပါနော် သဘောကျရင် follow လုပ်ဖို့မမေ့နဲ့နော်